Hi everyone အားလုံးပဲမင်္ဂလာပါရှင်ဒီမွေးစားစကားလုံးများနော် adopted words နော်ချေးယူထားတဲ့စကားလုံးပဲဖြစ်ဖြစ်ပါလေမွေးစားတဲ့စကားလုံးပဲဖြစ်ဖြစ်ကျွန်တော်တို့တစ်ချက်ကြည့်လိုက်ရအောင်နော်မြန်မာစကားမှာအသုံးများနေတဲ့စကားလုံးတွေဖြစ်ပါတယ်နော် okay သုံးနေကြ okay နော်နောက်တစ်ခါ special spare ရှိလာဟေးပစ္စည်းပဲတောင်းဝယ်တဲ့ခါနော် bus ကားနောက်တစ်ခါဖြစ်လေကား truck ကား taxi carry station နော်ယထာ station ခေါ်မယ် hotel bank check လက်မှတ်တို့ချက်လက်မှတ်နေခေါ်တာပြန်နေလာနော်နောက်တစ်ခါ coffee ဆိုင်ကိုသွားကြမယ်ဟေးဆို coffee tea beer soda ball go ပနတီတို့ခေါ်တာပဲဖြစ်လေအင်္ဂလိပ်စကားပဲဖြစ်ပါနော်နောက်တစ်ခါပဲဖြစ်လေခေတ်စားနေတဲ့ computer internet website email phone video tv radio microphone အဲ့ဒီမှာဒီ radio video နောက်တစ်ခါဖြစ်လေ hotel တွေကဟိုအင်္ဂလိပ်ဘာသာစကားတွေဓာတ်ရိုက်တော့လာတာမဟုတ်အင်္ဂလိပ်ဘာသာစကားကိုတခြားဥရောပဘာသာစကားတွေကနေဝင်လာပြီးတော့နောက်ကျမတို့ကဘာဖြစ်လဲပြန်လည်ပြီးတော့မွေးစားပြီးတော့အသုံးပြုတဲ့စကားလုံးတွေဖြစ်တယ်ဒါအပြင်တခြားဘာဖြစ်လဲဟိုမွေးစားတဲ့စကားလုံးတွေချေးယူသုံးထားတဲ့စကားလုံးတွေအများကြီးရှိပါတယ်အဲ့ဒါကိုလည်းကျမဆက်လက်ပြီးတော့တင်ပြပေးပါမယ်ရှင်